မိတ်ဆက်ပေးမှာကတော့ဒီ model တစ်လေးနှမျိုးဖြစ်တဲ့ EOD02S 25.6 volt 100Ah battery ပါဝင်ပြီးတော့3 kW inverter ပါဝင်တဲ့ဒီ all-in-one power station လေးပဲဖြစ်ပါတယ်ဒါလေးကတော့ EOD01S 12.8 volt 100Ah battery ပါဝင်ပြီးတော့inverter ကတော့ကျွန်တော်ဒီ 1.5 kW ပါဝင်တဲ့ all-in-one power station လေးပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ဒီ EOD02S မှာပါဝင်တဲ့အချက်လက်လေးကိုကျွန်တော်ပြောပြပေးချင်ပါတယ်ကျွန်တော်ဒီ EOD02S မှာဆိုရင်တော့ inverter ရဲ့ rated output အနေနဲ့တော့ 3000W အထိအသုံးပြုနိုင်ပြီးတော့ဘက်ထရီမှာဆိုရင် 25.6 volt 100Ah ပါဝင်ပြီးတော့ကျွန်တော်ဒီ2500 kWh လောက်ထိအသုံးပြုနိုင်မှာဖြစ်ပါတယ်ဘက်ထရီ cell အနေနဲ့ဆိုရင်တော့ဒီ IPT cell ကိုအသုံးပြုထားပြီးတော့ကျွန်တော်ဒီ PV ထည့်သွင်းအသုံးပြုမယ်ဆိုရင်လည်း PV array power အနေနဲ့ 1500W အထိရရှိမှာဖြစ်ပါတယ်inverter ရဲ့ screen ကတော့ကျွန်တော်ဒီ bottom key နဲ့ဖြစ်ပြီးတော့ကျွန်တော်ဒီ inverter ရဲ့ဘေးမှာဆိုရင်laser ကပါဝင်မယ်နောက်တစ်ခုကကျွန်တော်ဒီ solar input တွေtermination ဝင်မယ် block ပါမယ်မှာဆိုရင်ဒါ solar input တွေပါမယ်နောက်တစ်ခုကကျတော့ဒီဘက်ထရီနဲ့ inverter ကိုချိတ်ဆက်နိုင်မယ် communication port နှစ်ခုပါမယ်ဒါကတော့ wifi ပေါ့နော် wifi ကတော့သူကကျွန်တော်ဒီ wifi logger လေးထည့်ထားပြီးတော့ဒီ wifi software နဲ့ချိတ်ဆက်ပြီးတော့ကြည့်ရှုလို့ရမှာဖြစ်ပါတယ်ဒီကတော့ကျွန်တော်ဒီဘက်ထရီအတွက် on off switch ဖြစ်ပြီးတော့ဒီကတော့အောက်မှာပါဝင်တဲ့ DC port တွေအတွက် on off switch လေးပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဒီ inverter ကိုအပိတ်ဖွင့်လုပ်မဲ့ inverter on off switch ပဲဖြစ်ပါတယ်ပြီးနောက်တစ်ခါကျတော့ဒီ USB Type A နဲ့ Type C ကိုအသုံးပြုနိုင်ပြီးတော့ကျွန်တော် Type A ဆိုရင် 18W အထိအသုံးပြုနိုင်ပြီးတော့ကျွန်တော်ဒီ Type C ဆိုရင်တော့24W အထိ maximum အသုံးပြုနိုင်မှာဖြစ်ပါတယ်။ inverter ရဲ့ဒီဘက်ချမ်းမှာဆိုရင်တော့ဒီ inverter cooling အတွက် fan ပါမယ်နောက်တစ်ခုကကျတော့ဒီ inverter ရဲ့ output mode ပေါ့နော် input အတွက်ဒီ socket တစ်ခုပါမယ် AC input socket ပါမယ်နောက်တစ်ခုကကျတော့ဒီအသုံးသုံးမှုအတွက်ပေါ့နော် output အတွက်ဒီ 3 pin socket နှစ်ခုကိုထည့်ပေးထားတာပဲဖြစ်ပါတယ်။ input နဲ့ output အတွက်နော် socket တွေကိုရိုးရှင်းထည့်ပေးတာဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ plug and play ကိုလက်ကူရိုးရှင်းစွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ဘက်ထရီနဲ့ inverter နဲ့ကတွဲရက်ချစ်ဆက်ပြီးသားဖြစ်တဲ့အတွက် BMS connection ကလည်းတခါတည်းပါဝင်မှာဖြစ်ပါတယ်။ကျွန်တော်အခုဒီ all-in-one power station လေးကိုလုံသုံးဆန်းပြမှာဖြစ်ပါတယ်။ပထမဆုံးကျွန်တော်ဒီဖုန်းအားသွင်းဖို့အတွက်ပေါ့နော်။ပထမဆုံးအနေနဲ့ကျွန်တော်ဒီ USB port ကနေပြီးတော့ကျွန်တော်ဖုန်းအားသွင်းပြပါမယ်။ဖုန်းအားသွင်းဖို့ဆက်ဆိုရင်ကျွန်တော်ဒီ DC switch လေးကို on လိုက်မယ်ပေါ့နော်။နောက်တစ်ခုအနေနဲ့ကျွန်တော်ဒီ AC output ဖြစ်တဲ့ပေါ့နော်ဒီ AC fan ကိုကျွန်တော် run ပြမှာဖြစ်ပါတယ်လက်ကိုရိုးရှင်းနေပေါ့နော်ကျွန်တော်ဒီ plug ထိုးပြီးတော့တန်းအသုံးပြုနိုင်ပါတယ်ကျွန်တော်ဒီလူကြီးမင်းတို့အနေနဲ့ပေါ့နော်ဒီ socket တွေကိုမသုံးချင်ဘူးဆိုလဲကျွန်တော်ဒီကနေ extension ထိုးပြီးတော့အသုံးပြုနိုင်ပါတယ်ကျွန်တော်အခုမိတ်ဆက်ပေးသွားတဲ့ model လေးကတော့ကျွန်တော်ဒီ SRN EOD02S all-in-one power station လေးပဲဖြစ်ပါတယ်ကျွန်တော်အခုနောက်ထပ်တစ်ခုမိတ်ဆက်ပေးချင်တာကကျွန်တော်ဒီခုနကကျွန်တော်ဒီ EOD02S တဲ့ပို့ပြီးတော့သိမ်းငယ်ပြီးတော့ပေါ့ပအသုံးပြုလို့ရနိုင်မယ် EOD01S 12.8 volt 100Ah battery ပါဝင်တဲ့ 1.5 kW inverter တွဲရဲ့ all-in-one power station လေးအကြောင်းပဲဖြစ်ပါတယ်ကျွန်တော်ဒီ EOD01S မှာဆိုရင်လည်းကျွန်တော်ဒီ battery အနေနဲ့က IPT cell ကိုအသုံးပြုထားပြီးတော့ကျွန်တော်တို့ rated output အနေနဲ့က 1500W အထိအသုံးပြုလို့ရမှာဖြစ်ပါတယ်ကျွန်တော်ဒီ battery ရဲ့ kWh အနေနဲ့ပြောရမယ်ဆိုရင်တော့ဒီ 1.28 kWh လောက်ထိကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်ဒီ AC input နဲ့ maximum charging current အနေနဲ့ 60A အထိအသုံးပြုနိုင်ပြီးတော့ဒီ PV ထည့်သွင်းအသုံးပြုမယ်ဆိုရင်လည်းကျွန်တော်ဒီ array power အနေနဲ့ 900W အထိအသုံးပြုနိုင်မှာဖြစ်ပါတယ်ကျွန်တော်ဒီအပြင်ရဲ့ screen design မှာဆိုရင်လည်းကျွန်တော်တို့ဒီခုနကကျွန်တော်မိတ်ဆက်ပေးသွားတဲ့ EOD02S နဲ့ပုံမှန်အသွင်ပြင်ရတပုံစံနဲ့ဖြစ်ပြီးတော့ဒီ bottom key အနေနဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်ကျွန်တော်ဒီ inverter ရဲ့ဒီဘက်မှာဆိုရင်တော့ဒီ laser ကပါဝင်မယ်နောက်တစ်ခုကကျတော့ဒီ solar အတွက် solar input ပါမယ်PV input မှာဆိုရင်လည်းကျွန်တော်ဒီ W 900အထိထည့်သွင်းအသုံးပြုနိုင်တာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်ဒီဘက်ထရီနဲ့ inverter ကိုချိတ်ဆက်ပြီးကြည့်ရှုဖို့အတွက် communication port နှစ်ခုပါမယ်ပြီးရင်တော့ wifi ပေါ့နော် wifi ကတော့ကျွန်တော်ဒီခုနမိတ်ဆက်ပေးသွားတဲ့ EOD02S နဲ့တူတူပဲပေါ့နော်သူ့မှာလည်း wifi logger ကိုကျွန်တော်တို့ခါတည်းထည့်သွင်းပေးတာမှာဖြစ်ပါတယ်အဲ့အတွက်လူကြီးမင်းတို့အနေနဲ့ wifi ချိတ်ဆက်ပြီးတော့လူကြီးမင်းတို့ဘယ်နေရာပဲရောက်အင်ရဲ့ wifi connection မိနေရဆိုရင်ဒီ power station မှာဖြစ်ပျက်နေတဲ့ data တွေကိုလူကြီးမင်းတို့အနေနဲ့ online ကနေကြည့်ရှုနိုင်မှာဖြစ်ပါတယ်ပြီးရင်တော့ဒီသူတို့ on off လုပ်ဖို့အတွက်ဆိုရင်တော့ဒီ battery on off switch ပါမယ်ပြီးနောက်တစ်ခုကတော့ဒီအောက်မှာပါဝင်တဲ့ DC port တွေအတွက် DC switch ပါမယ်နောက်တစ်ခုကကျတော့အောက်မှာပါဝင်တဲ့ DC နဲ့ USB port တွေအတွက် DC USB switch တစ်ခုပါမယ်နောက်တစ်ခုကကျတော့ဒီ inverter on off အတွက် switch ပါဝင်မှာဖြစ်ပါတယ်inverter အဖွင့်ဖွင့်လုပ်ဖို့အတွက်ဆိုရင်ကျွန်တော်ပထမဆုံးဒီ battery switch ကို on မယ်ပြီးတော့ဒီမီလုံးလေးလင်းလာပြီးတော့ဒီ run မီလုံးလေးပေါ်တဲ့အထိခဏဆောင်ပေးရမယ်ပေါ့နော်အဲ့ချိန်ကျရင်ကျွန်တော်တို့ဒီ inverter ရဲ့ on off switch ကို on မယ်အဲ့ဆိုရင်လူကြီးမင်းတို့အနေနဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ station ရဲ့တစ်ပတ်ချမ်းမှာဆိုရင်လည်းဒီ inverter အတွက်ပေါ့နော်ဒီ
ကိုလင်းအတွက်ဒီ fan ပါမယ်နောက်တစ်ခုကကျတော့ဒီ AC input အတွက် plus socket ပါမယ်နောက်တစ်ခုကကျတော့ဒီ AC output အတွက်ပေါ့နော်အသုံးအတွက် output socket 3 pin socket နှစ်ခုပေါင်းမှာဖြစ်ပါတယ်အခုကျွန်တော်ဒီ EOD 01S all-in-one station လေးကိုကျွန်တော်ဒီလုံသုံးဆန်းပြမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်ဒီ USB ပေါ့ကနေပေါ့နော်ဒီဖုန်းအားသွင်းပြပါမယ်ဒီ USB တုံးမှုအတွက်ဆိုရင်တော့ဒီ DC USB switch လေးကို on ရမယ်ပေါ့နော်အခုဆိုတော့ဒီဖုန်းအားချခြင်းတော့ပေါ့နော်ဒါလေးကတော့အခုအနေနဲ့တော့ဒီ AC output တက်ပေါ့နော်ဒီ fan ကိုကျွန်တော်ဆန်းပြမှာဖြစ်ပါတယ်ဆန်းဖို့တက်ဆိုရင်တော့ဒီအခု plug ထိုးရုံပဲပေါ့နော်ဒီ plug ထိုးပြီးတန်သုံးပါဖြစ်ဒီ EOD01S ကိုလည်းပေါ့နော်လူချင်းမင်းတို့နဲ့ဒီဒီရှေ့မှာပေါ့နော်ဒီ plug ထိုး၍တောက်လျှောက်မသုံးချင်ဘူး extension သုံးမယ်ဆိုရင်လည်း extension ဆွဲပြီးတော့အသုံးပြုနိုင်တယ်ကျွန်တော်အခုမိတ်ဆက်ပေးထားတာကတော့ဒီ EOD02S 3kW all-in-one power station လေးနဲ့ကျွန်တော်ဒီ EOD01S 1.5kW all-in-one power station လေးနှစ်ခုအကြောင်းပဲဖြစ်ပါတယ်all-in-one ကိုမှသူက power station ဖြစ်တဲ့အတွက်လူချင်းမင်းတို့ရဲ့အိမ်မှာပေါ့ပါနဲ့regulation ဆိုတာ plan play အသုံးပြုနိုင်မှာဖြစ်ပါတယ်။နောက်ဒီအသေးရောက်ရှိလာတဲ့ဒီ all-in-one power station လေးရဆိုရင်တော့ဒီ IP20 နဲ့လာဖြစ်ပြီးတော့running ဘိုင်းမှာဆိုရင်3 year ကို fully running ပေးတာဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ယုံကြည်စိတ်ချစွာစိတ်ချလက်ချအသုံးပြုနိုင်မှာဖြစ်ပါတယ်။ကျွန်တော်အခုမိတ်ဆက်ပြီးတော့ပြပြပေးထားတာကတော့ကျွန်တော်ဒီ SRN ရဲ့အသေးရောက်ရှိလာတဲ့ EOD series က all-in-one power station လေးအကြောင်းပဲဖြစ်ပါတယ်။လူကြီးမင်းတို့အနေနဲ့ထပ်မံသိရှိလိုတဲ့အကြောင်းအရာတွေအတွက်ဒီ video ရဲ့ comment အောက်မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်းကျွန်တော်ဒီ page ရဲ့ chat box မှာပဲဖြစ်ဖြစ်ဝင်ရောက်ဆွေးနွေးအကြံပြုမေးမြန်းနိုင်ပါတယ်။ video လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်